ပင်လယ်ရေအောက်ဥမင်လိုင်ကောင်းတွေကိုဘလို့တူးဖော်တယ်လဲဆိုတာတင်သိပါသလားတူးဖော်ရေးစက်ကြီးဟာမြေကျွတ်တွေတွင်းတူးသလိုမျိုးအလွယ်တကူတူးသွားတာမျိုးမဟုတ်ပါဘူးတကယ်လက်တွေ့မှာပင်လယ်ရေအောက်ဥမင်တူးဖော်ရတာဟာအင်မတန်အန္တရာယ်များလာပါတယ်ပြောဤနေတဲ့ရွှံ့ညွန့်လွှာတွေပြိုကျနိုင်တယ်လို့ကြီးမားတဲ့ရေဖိအားကြောင့်အကွဲကြောင်းတွေကနေရေတွေစိတ်ဝင်လာနိုင်ပါတယ်တကယ်လို့ပင်လယ်ရေသားအကာအရံကိုဖောက်ထွက်လာခဲ့ရင်တော့ကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကြီးနဲ့ရင်ဆိုင်ရမှာပါဒါပေမဲ့အင်ဂျင်နီယာတွေကတော့ဒါကိုနည်းပညာနဲ့အန်တုနိုင်ခဲ့ပါတယ်။တူးဖော်ရေးဆက်ရဲ့ဓာတ်သွားနောက်ွယ်မှာလေလုံးဖိအားခန်းတစ်ခုကိုထည့်သွင်းတည်ဆောက်ထားပါတယ်။တူးထုတ်လိုက်တဲ့မြေသားတွေကိုရေနဲ့ရောဆက်ပြီးပစ်ခဲနေတဲ့ရွှံ့စေးရည်တွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ပြီးရင်တော့အဲ့ဒီရွှံ့စေးရည်တွေကိုဆေးထိုးအပ်နဲ့ထိုးသွင်းသလိုမျိုးဘေးပတ်ပတ်လည်ကမြေလွှာအကွဲကြောင်းတွေကိုအတိအကျဖိသွင်းပေးလိုက်ပါတယ်။ဒါဟာစိတ်ထွက်လာမဲ့ရေလမ်းကြောင်းကိုပိတ်ဆို့ပေးုံတင်မကပဲမြေသားတွေကိုလည်းပုံမခိုင်မာတောင့်တင်းသွားစေပါတယ်။တူးဖော်ရေးဆက်ကြီးအရှိကိုတလန်းချင်းစီတိုးသွားတိုင်းမှာကွန်ကရစ်ပြား9ခုကိုအဝိုင်းပုံစံစနစ်တကျအလိုလျောက်စီရီတက်ဆင်သွားပါတယ်။ပြီးရင်တော့အဲ့ဒီကွန်ကရစ်ပြားအဆက်တွေကိုရေလုံးဝမယိုစိတ်အောင်အထူးရေတစ်မျိုးနဲ့ထပ်မံပိတ်ဆို့ပေးပါတယ်။ဒီလိုနည်းနဲ့ဥမင်လိုင်ကောင်းဟာလက်မချင်းစီတိုးတက်ပြီးတဖြည်းဖြည်းပုံဖော်လာတာပဲဖြစ်ပါတယ်။အဖို့အကောင်းဆုံးအချက်ကတော့ဥမင်တူးဖော်လို့ပြီးသွားတဲ့အခါမှာအဲ့ဒီအရာမှတူးဖော်ရေးစက်ကြီးဟာအပြင်ကိုပြန်ထွက်မလာတော့ပါဘူးစက်ကြီးကအရန်ကိုကြီးမားလွန်းတာကြောင့်ပြန်ထုတ်ဖို့ခက်ခဲပြီးဈေးဆကလည်းအလွန်ကြီးပါတယ်ဒါကြောင့်အင်ဂျင်နီယာတွေဟာစက်အတွင်းပိုင်းကအရေးကြီးတဲ့စက်ပစ္စည်းတွေကိုပဲဖြုတ်ယူပြီးကြန့်ရှိတဲ့စက်ကိုယ်တွေကြီးကိုတော့ဥမင်ရဲ့အဆုံးသတ်မှာကွန်ကရစ်တွေနဲ့အသေးပိတ်ကအမြဲတမ်းမြုပ်နှံထားလိုက်ကြပါတယ်ဖိအားထိန်းချုပ်မှုစနစ်ကနေဥမင်ကိုတကွင်းချင်းစီပုံဖော်တိဆောက်တာထိပြီးတော့စက်ကိုယ်တွေကြီးကပါစီမံကိန်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားတာဟာပင်လယ်ရေအောက်ဥမင်လိုင်ကောင်းတိဆောက်ရေးရဲ့အမှုပညာတစ်ရပ်ပဲဖြစ်ပါတယ်